ni hikikae imiwa nihongo daisho teki ni kuraberu lepon aniwa shakuteki na no ni hikikae uduto wa naiko teki da မြန်မာလိုဆိုရင်အကိုကလူမျိုးရေးဆက်ဆက်ရေးကောင်းတဲ့အခါညီကတော့စက်ညင်ဘက်အဖြစ်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်တယ်။နှစ်ကတော့နိဒါယန်နိုင်အီမီကမတခိနိုင်ဟိုတို့နာနီနာနီဒါလေဝန်ကတော့ခါလေနော့တိုလီယကိုအမောတော့မုနေကအစကုနာရီနိဒါယန်နိုင်မြန်မာလိုဆိုရင်သူ့ရဲ့စူးစမ်းမှုကိုစဉ်းစားမိရင်စိတ်တိခိုက်လွန်းလို့မခံနိုင်အောင်ဖြစ်တယ်။တောင်းကတော့ナニナニを皮切りに意味がそれをきっかけとしてဒီဟာကိုအဲ့ဒီဟာကိုအခွင့်ကောင်းယူပြီးတော့နေဝင်ကတော့この出来事を皮切りに状況が大きく変わったမြန်မာလိုဆိုရင်ဒီအဖြစ်အပျက်ကိုအစပြုအဖြစ်ယူပြီးအခြေအနေတွေကအများကြီးပြောင်းလဲသွားတဲ့